ထိုင်းမှာဇက်ကရင်ဆိုင်းရီမိုးကိုစောင်းမြောင်းပြောလို့ပွဲစုနေရပြန်တဲ့အောင်စပူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အောင်စပူကတော့အောင်မြင်လာတာနဲ့အတူတစ်ဖက်မှာလည်းဝေဖန်မှုတွေကိုတောက်လျှောက်ခံခဲ့ရတာပါအောင်မြင်တဲ့သူမို့လေသူ့ရဲ့အပြောဆိုတစ်ခုချင်းစီကအစလူတွေကအထာဏကောက်ကြတာပါအထူးသဖြင့်အပြိုင်ဆိုင်ကလည်းအများတာမို့ပိုပြီးဂီယူဆိုင်ရတဲ့အချိန်တွေဖြစ်နေတာပါပြီးခဲ့တဲ့ညမှာအောင်စပူကထိုင်းနိုင်ငံမှာဇက်ကနေခဲ့တာဖြစ်ပါတယ်။ဇက်က3ညတိုင်တိုင်ကားရတာဖြစ်ပြီးတော့သူတို့အဖွဲ့ကသာထိုင်းမှာကားဖို့တီးတန့်ငှားတာပါ။ပထမနဲ့ဒုတိယညကားတဲ့အချိန်မှာအကြောင်းမဟုတ်ပေမဲ့နောက်ဆုံးညကားတဲ့အချိန်မှာတော့အကြောင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့အောင်စပူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ပါ။နောက်ဆုံးညမှာပရိသတ်တွေကတအုပ်ကထိုင်းဘတ်ငွေနဲ့ဆွေးချခဲ့ပါတယ်။သူတို့ဆွေးချတာကပတ်စံပန်းကုန်းလည်းမဟုတ်သလိုပတ်စံပန်းစီလည်းမဟုတ်ခဲ့ပါဘူး။အောင်စပူအတွက်အတောင်ပန်းကြီးလိုလောက်ခဆွေးချခဲ့တာပါ။အတောင်ပန်းကြီးကိုဆွေးချတဲ့အချိန်မှာအောင်စပူကအတူခိုးတယ်လို့အပြောခံရမှာဆိုတဲ့ပုံစံနဲ့စကားကိုထုတ်ပြောခဲ့မိတာပါပြီးတော့အဆိုပါအတောင်ပန်းပုံစံငယ်လှုပ်ထားတဲ့အစုကိုလည်းခဏတာဝတ်တာပါဒါပေမဲ့အဆိုပါဗီဒီယိုကိုကြည့်ကလူအများကတော့အောင်စပူရဲ့စကားကအနှောက်အသွားမလွတ်ဘူးလို့ဆိုနေတာပါသူစကားထဲမှာဆိုင်းရီမိုဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူးဆိုတာမှန်ပေမဲ့လည်းအောင်စပူကစောင်းပြောလိုက်တယ်လို့သာအားလုံးကခန်းစားနေကြရတာပါဒါအပြင်ဆိုင်းရီမိုကိုသူ့စိတ်ထဲကနေမနာလိုစိတ်ရှိနေတယ်လို့လည်းထောက်ပြနေကြတာပါတကယ်ဆိုရင်ဆိုင်းရီမိုနဲ့တူတဲ့စုချခံရလေသူ့အနေနဲ့ဘာမှမပြောလဲပြေးပြီးမြဲအခုလိုစကားပြောလိုက်မှသာလူတွေကမကြည့်ပဲဖြစ်ကုန်တာပါအားလုံးကတော့မင်းသားအချင်းချင်းအခုလိုစိတ်ထားမျိုးမထားသင့်ဘူးလို့အောင်စပူကိုဆုံးမနေကြတာဖြစ်ပါတယ်အောင်စပူကလည်းမပြောဘဲနေလို့ရပြီမြဲပြောလိုက်မှပဲပိုပြီးစိုးကုန်တာပါဒါအပြင်ပွဲကြီးပရိသတ်တွေကလည်းအဆိုပါအပိုင်းကိုပါယူတင်လို့အခုလိုအထင်လွဲစရာတွေဖြစ်ကုန်တာဖြစ်ပါတယ်အောင်စပူကအပြောဆိုနဲ့ပတ်သက်ပြီးမကြာခဏဆိုသလိုပြဿနာတွေတက်နေရတာပါသူပြောလိုက်တဲ့စကားတစ်ခွန်းကအစားပြဿနာတက်တဲ့ပုံစံတွေဖြစ်နေတာမို့အားလုံးကတော့စင်ကျင်စေချင်တာပါအောင်စပူကိုယ်တိုင်ကလည်းရွေပြောတာမျိုးမဟုတ်ဖ ೇನೆ ကိုပြောမိတယ်လို့ဖြစ်ကုန်တာပါဆိုင်းရီမိုးကိုအတောင်ပန်းစူချင်းငွေချပေးခဲ့ဘူးလို့အောင်စပူကအတူခိုးတဲ့ဖြစ်မှာဆိုလို့စိုးရင်ပြောခဲ့တာပါဒါပေမဲ့လေသူစိုးရင်ကပြောလိုက်မှသာအခြေအနေတွေကပိုဆိုးကုန်တာပါနောက်ဆိုရင်အောင်စပူအနေနဲ့ဇက်ဖြော်ပြတဲ့အချိန်မှာအသေးမွားကအစခရူးဆိုင်ဖို့လိုပါပြီ။ဆိုင်းရီမိုးကတော့အခုလိုပြောဆိုတာတွေလည်းလုံးဝမရှိသလိုစကားနဲ့ပတ်သက်ရင်ပြဿနာတက်တာမျိုးလည်းတိတ်မရှိပါဘူး။ဆိုင်းရီမိုးကဇက်ကားတဲ့အချိန်ဆိုရင်အမားနဲ့အောင်ပြဿနာနဲ့အောင်လုံးနိုင်တယ်လို့ဆိုရမှာပါ။သူရဲ့ဇက်စရာကသာတခါတလေထဖောက်တတ်ပြီးမြဲသူကိုယ်တိုင်ကတော့အပြောစုကအစာစီးဆောင်နိုင်ပါတယ်။အပြင်လက်တွေမှာအောင်စပူနဲ့ဆိုင်းရီမိုးတို့ကပြဿနာဖြစ်တာမျိုးကြလည်းမရှိပါဘူး။ဒါပေမဲ့လည်းတဟုန်တို့အောင်မြင်လာခြင်းတို့ရဲ့အတွက်လူတွေစိတ်ထဲမှာကိစ္စတစ်ခုခုဖြစ်တာနဲ့အမြဲနှိုင်းရှင်တာတွေရှိလာတာပါမင်းသားတွေအနေနဲ့လေတခါတလေမှာသူတို့မလုပ်ပင်အနှိုင်းရှင်ခံရလို့ဖြေရှင်းရန်ကအခုလိုတွေဖြစ်ကုန်ကြရတာပါအောင်စပူဘက်ကပြောခဲ့တဲ့အပေါ်မှာဆိုင်းရီမိုအနေနဲ့ကတော့ဘာမှတုံ့ပြန်ပြောဆိုတာမျိုးမရှိပါဘူးသူပရိသတ်တွေကတော့အောင်စပူကစိတ်ဓာတ်မကောင်းမှုလို့သာအပြစ်တွေဝိုင်းတင်နေကြတာပါအောင်စပူဖန်တွေကလည်းသူတို့မင်းသားကိုထီလို့ကာကွယ်ရင်းကနေပွဲစုကုန်ရတာပါပရိသတ်ကြီးရောအောင်စပူပြောတဲ့အပေါ်ဘယ်လိုမြင်ကြသလဲဆိုတာ comment မှာအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်